အားလုံးပဲမင်္ဂလာပါတူးရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်18ရက်6လ2025ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပုံနဲ့ကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က38အချိန်ဖြစ်ပါတယ်2509နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38အချိန်ကို2509နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံနဲ့8ကွက်ကတော့32353939 82858989ဆိုပြီးတော့ပေါင်နိုင်8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပေါင်နိုင်ဖြစ်ပါဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့38လုံးမိုင်ဖြစ်ပါတယ်38လုံးမိုင်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထိမပေါက်ကီး3လုံးကတော့345ကီးဖြစ်ပါတယ်345ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel မှာအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများကြီးတင်ပါတယ်9ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်